ကဲဒီနေ့မှာတော့ကျွန်တော်ရဲ့ YouTube channel လေးရတယ်စပြီးတော့ live stream နေပြင်လို့ရသွားပြီဆိုတော့မြေပုံထဲမှာရှိတဲ့လှုပ်ဝက်နေရာတွေကကားအကောင်းသားတွေကိုတွားရှာကြတယ်သူများတွေတွားရှာထားတဲ့ location တွေတော့ကျွန်တော်ကြည့်ထားတယ်တကယ်ရှိမရှိအားလုံးပဲတွားကြည့်လိုက်ရအောင် Okay, let's ဒီ go. မောင်ဆုံးတွားရှာမယ့်ကားလေးကတော့ဒီနားလေးမှာရှိတာဗျကဲအားလုံးပဲတွားကြမယ်ဘေးကနေတန်ဖိုးတွေလေးယူပြီးလိုက်ခဲ့ကြတော့သူတို့ကားထားတဲ့ parking ကိုရောက်သွားတယ်ဗျ။တွားရှာပြတဲ့ထဲကလေဒီနေရာလေးပဲဆိုတော့ရင်ဆုံးကားလေးရင်တွားရှာကြတယ်။အောက်ထက်တရောအပေါ်ထက်တရောအကုန်လိုက်ရှာတယ်။ဒါပေမဲ့သူပြောတဲ့ကားကကျွန်တော်ရှာလို့မတွေ့ဘူး။အဲ့ဒါနဲ့ကျွန်တော်လည်းနောက်တစ်နေရာသွားမယ်ဆိုပြီးပြန်ထွက်လာခဲ့တယ်။ဒီတနေရာတော့ဂျင်းဖြစ်သွားတာပေါ့နော်။အဲ့ဒါနဲ့ကျွန်တော်နောက်တစ်စီးဆိုပြီးတွားရှာဒီနားလေးမှာတော့မိုက်ဆာကားလေးရှိတယ်ဒါပေမဲ့ကျွန်တော်ရောက်သွားတဲ့အချိန်မှာတော့အိုက်ကားကမဟုတ်ဘူး Oh my god, bro. Oh, hell no, man. What the fuck, အဲ့ man? ဒါကျွန်တော်လည်းရှိတဲ့ကားစီးနေဆိုပြီးကျွန်တော်ကားလေးကစုပ်နေတော့ငါမှရက်ထားတဲ့ကားလေး Get your goddamn. အဲ့ဒါကျွန်တော်ရက်လို့ဆိုပေါ့မိုက်ပါ Okay အဲ့ဒါနဲ့နောက်တစ်နေရာသွားမယ်ဆိုပြီးတော့ကျွန်တော်ဒီနားလေးကိုထောက်လိုက်ဒီနားလေးမှာလည်းလုံးဝမိုက်တဲ့ကားလေးကြီးရှိတယ်မောင်းလိုင်းနဲ့ဒီနားလေးရောက်တော့ရတော့ငနေတကောင်ဟိုမှာစော်လေးကိုဓမြတိုက်နေရတယ်ပတ်စံကြီးလူပြီး What kind of amateur are you? အဲ့နဲ့ကျွန်တော်လည်းဘယ်ရမလဲသူရဲကောင်းကြီးဆိုပြီးတော့ကျွန်တော်အဲ့မေလို့ကားနဲ့ဝင်တိုက် Man, sorry about that. ခါလေးမှောက်တော့အောက်ဆင်းပြီးတော့ဇလန်းလေးပါလေးဆင်းလို့ရမလားဆိုပြီးတော့ပတ်စံကြီးလေးပါလေးကောက်ပြီးတော့သူပြန်တော့ပြေးပြီးတော့ Here, man. အမစော်လေးကကျေးဇူးပါနော်ရှင်ဆိုပြီးတော့ပြန်လှည့်ပြေးတော့ဘာမှမပါလိုက်ရဘူးအဲ့နဲ့ဩငါလည်းလှုပ်ရှားရှိရဆက်လုပ်ဝင်ဆိုပြီးတော့ကိုကားဝက်ကိုပဲပြန်တက်လာလိုက်ဒီနားကကားကိုအကြိုက်ဆုံးပဲအဲ့နားတော့ရှာကြမယ်ကျွန်တော်ဂိုဒေါင်တွေ့ပြီပေါ့နော်ဂိုဒေါင်ထဲမှာဒီဂိုဒေါင်ထဲမှာရှိတယ်ဆိုတော့တွက်ကြည့်ရအထက်ရောက်တော့ကားကဒစည်းမှရှိမနေဘူးဗျသူများတွေဒီမှာလာကြည့်တာမိုက်ကယ်နဲ့လာကြည့်တာဆိုတော့ကျွန်တော်ကောင်ဖရန်ကလင်ဖြစ်နေတယ်ကျွန်တော်အဲ့နဲ့မိုက်ကယ်ကိုချိန်လိုက်တယ်မိုက်ကယ်ကြီးကသူ့အိမ်မှာမဟုတ်ဘဲနဲ့တော်တဲ့ကဟိုထရဗာရဲ့အိမ်မှာရောက်နေတယ်။ကျွန်တော်ကိုယ့်အိမ်မှာကိုမနေဘဲနဲ့ဟောမျိုးပြင်ကိုထွက်လာနေနေတာ။ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင် Franklin နဲ့မတွေ့ရင် Michael နဲ့သွားရှာမယ်။မျိုးတွေကိုပြန်သွားမယ်။ခုနနေအောင်ပြန်သွားကြမယ်။ Martine, hey, look. What have you done? What have you done? Where is she? She's safe. Look, I'm gonna find a way to. ဒီရဲ့ဖုန်းဆက်ပြီးဘာတွေပွားနေရလဲမသိဘူးစိတ်တွေတိုးနေအဲ့လိုနဲ့ကားနောက်မှန်အပွင့်လေးနဲ့မျိုးတွေကိုပြန်လဲမောင်းလာတယ်အာရှေ့မှာရေပုံးကြီးအာ My spotter saw you coming into the city, Michael. You will be dead soon. အဲ့ဒါမင်းဘာလို့မျိုးတွေပြန်လာလဲမင်းသေးလိမ့်မယ်လေတဲ့ No, you got the. မာတင်ကြီးကဖုန်းလမ်းဆက်ပြီးသတိပေးနေကျွန်တော်မသိဘူးမဂန်စတာတွေကကျွန်တော်ကိုတနက်နဲ့လိုက်ပြည့်ပြီးခဲ့တဲ့ mission မှာကျွန်တော်ရှုပ်ထားတာရှိတယ်အဲ့ဒါတွေကဆော့ပဒနာလာတက်နေတာဒီမီလိုတွေကကျွန်တော်ကိုပြစ်တော့ကျွန်တော်လည်းပြန်ပြစ်တာပေါ့ဘယ်ရအောင်ကျွန်တော်ကပြန်ပြစ်တော့ကျွန်တော်ရဲရလိုက်ဖန်နေတာမတရားဘူးဟောအဲ့ဒါကြောင့်မို့ဒီကောင်ကြီးက Trevor ရဲ့အိမ်မှာသွားရှောင်နေတာဟိုမျိုးထဲမှာလာမနေဘဲနဲ့မျိုးပြင်ထွက်နေနေတာအဲ့ဒါကြောင့်မို့ပြီးခဲ့တဲ့ mission မှာတော့လေမြောင်တနက်နဲ့ပြစ်ချထားလို့မျိုးထဲတော့ပြန်လာလို့မရဘူးဖြစ်နေတာအဲ့လိုနေပဲကျွန်တော်ရဲ့ secret location တွေမှာ super car တွေတွားရှာမယ်ဆိုတဲ့ mission ကတော့ပေးသွားခဲ့တယ်ဗျာကိုယ့်အကို mission တွေပဲပြန်လုပ်မယ်ဆိုပြီးတောင်ပေါ်ကနေဂျွန်ထိုးဆင်းရတယ်အောက်မှာကားဖြူလေးတွေ့တော့ဒီကားဖြူလေးပဲယူတော့မယ်ဆိုပြီးတော့ဒီကဆော်လေးကိုဆင်းခိုင်းတယ်တော့ဆိုပြီး Oh shit! Sorry. အဲ့လိုနေပဲကိုယ့်အကိုပဲမြို့ပြင်မှာရှိတဲ့ mission လေးတွေလုပ်ဖို့ပဲပြန်လာခဲ့လိုက်ပြီ